တော့တချင်းထဲမှာမပါရသေးတဲ့သူတွေကိုအခုညင်းမှာဖြစ်ပါတယ်နာမည်မပါတဲ့သူတွေကလက်ထောင်ပေးပါနော်နောက်တစ်ခေါက်လာမယ်တက်စမယ်Stoner, skater, writer, photographer, video editor, content creator, designer, audio engineer, YouTuber, music producer, TikToker, streamer, podcaster ညင်းပါတယ်နော် Trailer မြန်မာတန်စင် K-pop DJ နဲ့ dancer လည်းညင်းပါတယ်ရှင် Engineer, doctor, chef, seaman, ရဲစစ်သား pilot, cabin crew, သူနာပြုရှိနေပွဲစားဘောလုံးသမားလက်ဝဲသမားစာရေးဆရာကျောင်းဆရာဖေးတင်းဆရာမျက်လက်ဆရာတက်တူးဆရာညင်းပါတယ်ရှင်ပြီးရင် bicycle ရဲ့ရက်သမားလောင်းကစားသမားတိချစ်သူ over 40 မန္တလေးသား6ပေအောင်ခပိုင်းနိုင်မာလာထံမကြိုက်တဲ့ကောင်အနာဖွတ်တဲ့ကောင်အဖြူစင်အညိုစင်ဇိုဒီယက်ဆိုင်တွေခွဲတဲ့ကောင်တွေကိုလည်းညင်းပါတယ်နှာဘူးကန်တူမန်ယူဖန်မမပွိုင်းပပပွိုင်းအာကေဖုံးကြီးဝင်းကြီးတရားသူကြီးဝင်းကြီးသားဒုဝင်းကြီးသားတရားသူကြီးကျုပ်ရဲ့သားညင်းပါတယ်ရှင် introvert extrovert businessman fashion guys gym guys gym trainer ညင်းပါတယ်ရှင်နိုင်ငံသားကဗျာကချင်ကရားကရင်ချင်းဗမာမုံရခိုင်ရှမ်းညင်းပါတယ်ရှင်ဝင်းနေနီနေရှေ့တူအလက်ကြီးငယ်အလက်ကြောက်တမကြောက်တဲ့မြင်အမမြင်အကုန်လုံးကိုညင်းပါတယ်ရှင်လက်ဖက်စီပြန်လည်းမဟုတ်သလိုဝက်တနီလန်လည်းမဟုတ်ပါဘူးရှင်တိန်ထူတာလည်းမဟုတ်သလိုလိန်တူလည်းကြိုက်နေတဲ့သူမဟုတ်လို့စော်ချင်းချင်းလည်းညင်းပါတယ်ရှင်စော်ချင်းချင်းလည်းမကြိုက်ပါဘူးနော်အဲ့ဒါဆိုရင်တော့မေးစရာရှိလာပြီပေါ့ဟမ်ဒါဆိုနင်ကဘာကိုကြိုက်တာလဲနင်ကဘသူ့ကိုကြိုက်တာလဲလောလောဆယ်ကတော့ self love next level ရောက်နေပြီဟုတ်လို့ I love me